ဒီကနေ့ခေတ်မှာစီးပွားရေးမျက်စိတစ်မျိုးတည်းသာရှိပြီးကိုချင်းတရားပြည့်ပြားနေတဲ့ပုဂ္ဂိုလ်ကိုချင်းတရားကိုအလေးမထားပဲစီးပွားဖြစ်ပြီးရောလို့ရှားဝေတဲ့ပုဂ္ဂိုလ်တွေဟာဓမ္မတက္ခဏကောင်းစားမယ်ကောင်းစားနိုင်တော်လည်းပဲမကြခင်တော့တဲ့မှာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရတယ်တတိထားကြရမှာဖြစ်မိမိတို့ကိုယ်တိုင်ဟာစီးပွားရှာတဲ့ပညာရတစ်မျိုးတည်းမရှိစေပဲကိုချင်းတရားနဲ့ပတ်သက်ပြီးတော့အလေးထားသိမြင်တဲ့ပညာမျက်စိရှိတဲ့နေဆိုတာနှလုံးသွင်းစဉ်းကျင်ရမှာပညာမျက်စိနှလုံးတစ်ခုမှမပါဘူးဆိုရင်တော့သုံးမကြတဲ့လူပဲဖြစ်စီးပွားမျက်စိရှာတတ်သေးလို့ရှိရင်စီးပွားရေးမျက်စိရှိလို့စီးပွားရှာတတ်သေးတစ်ဖက်ကကြည့်ရင်တော်သေးတယ်လို့ပြောနိုင်တယ်သို့တော့အဆုံးသတ်တော့ကောင်းတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးလူဘဝဟာစီးပွားလည်းရှာတတ်ရမယ်ကိုယ်ကျင်တရားလည်းကောင်းရမယ်ဆိုတဲ့ဒီခံယူချက်ထားပြီးတော့ဘဝခရီးကိုဖြတ်သန်းနိုင်အောင်ကြိုးစားအထောက်မြတ်စွာဘုရားကိုကိုးကွယ်စိတ်ကတယ်လို့ဆိုတာဟာမြတ်စွာဘုရားဟောကြားဆုံးမတဲ့အဆုံးအမတွေကိုသိရှိနားလည်ပြီးတော့လိုက်နာဖို့အတွက်ဘုရားကိုကိုးကွယ်တာဖြစ်တယ်